ဒီနေ့ဗီဒီယိုလေးမှာတော့ဟိုတယ်ရဲ့အခန်းထဲတွေမှာတွေ့ရတဲ့အသုံးဆောင်ပစ္စည်းတွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာကိုအတူတူကလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့တွေ့ရတာကတော့အိယာပါအိယာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် bed bed လို့ခေါ်ပါတယ်အိယာခင်းတဲ့အခါမှာအသုံးပြုတဲ့မှုရာကိုကြတော့ mattress လို့ခေါ်ပါတယ်အိယာခင်းတဲ့အခါမှာအသုံးပြုတဲ့ဒီပါလာတဲ့အခြေတည်လေးကိုကြတော့ bed sheet လို့ခေါ်ပါတယ်ခေါင်းကိုကြတော့ pillow လို့ခေါ်ပါတယ်ခေါင်းစွပ်ကိုကြတော့ pillowcase လို့ခေါ်ပါတယ်အိယာပေါ်မှာအပေါ်ကနေပြီးတော့ခြုံပေးတော့အိယာရဲ့ပစ္စည်းကိုကြတော့ duvet လို့ခေါ်ပါတယ်ဒီခြုံဆောင်တွေကိုကြတော့ blanket လို့ခေါ်ပါတယ်အိယာပေါ်မှာခင်းထားတဲ့ဒီပစ္စည်းလေးကိုကြတော့ bed runner လို့ခေါ်ပါတယ်နောက်ပြီးတော့အိယာဘေးမှာတွေ့ရတဲ့ဒီစပွဲခုံသေးသေးလေးကိုကြတော့ side table လို့ခေါ်ပါတယ်နောက်ပြီးတော့အခန်းထဲမှာတွေ့ရတဲ့နောက်ထပ်ပစ္စည်းတစ်ခုကတော့ BOG ဖြစ်ပါတယ်ဒီ BOG ကိုကြတော့ wardrobe လို့လည်းခေါ်သလို closet လို့ခေါ်ပါတယ်အင်ကြီးချိတ်တဲ့ကြေးကိုကြတော့ hanger လို့ခေါ်ပါတယ်ရေးကြီးတဲ့စာရွက်စာတမ်းအနေဖြစ်တဲ့ဒီ passport လိုမျိုးနောက်ပြီးတော့ငွေကြေးလိုမျိုးဒီတမိုးကြီးတဲ့ပစ္စည်းတွေကိုတင်ထားလို့ရတဲ့နေရာလေးကိုကြတော့ safe box လို့ခေါ်သလို safe လို့လည်းခေါ်ပါတယ်ပြီးတော့ဟိုတယ်မှာကိုကနေပြီးတော့ဒီကိုဝတ်တွေကိုရှော့ကျင်နေဆိုလို့ရှိရင်ထည့်လို့ရတဲ့အိတ်ကလေးကိုကြတော့ laundry bag လို့ခေါ်ပါတယ်ကိုအပ်ချင်တဲ့ဒီအဝတ်ထည်မျိုးစားနဲ့ဒီဈေးနှုန်းတွေပါတဲ့ဒီစီးရင်လေးကိုကြတော့ laundry list လို့ခေါ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီချိုးခန်းထဲမှာဘာတွေရှိလဲဆိုတာကိုသွားကြည့်လိုက်အောင်ဒီချိုးခန်းထဲမှာဒီလိုမျိုးမျက်နှာတက်တဲ့ခါပဲဖြစ်လက်ဆေးတဲ့ခါပဲဖြစ်အသုံးပြုတဲ့အစိမ်လေးကိုကြတော့ basin လို့လည်းခေါ်သလို sink လို့လည်းခေါ်ပါတယ်ကြီးတဲ့မှန်ကိုကြတော့ mirror လို့ခေါ်ပါတယ်အိမ်သာကိုကြတော့ toilet လို့ခေါ်တယ်ဒီအင်တာတက်ရမှာသုံးတဲ့ဒီ tissue ကိုကြတော့ toilet paper လို့ခေါ်ပါတယ်ကိုယ်ရီချိုးပြီးတဲ့အခါမှာဒီခန္ဓာကိုယ်တုပ်တဲ့ဒီတစ်ပတ်ကိုကြတော့ bath towel လို့ခေါ်ပါတယ်ဒီမျက်နှာတုပ်တဲ့ဒီတစ်ပတ်ကိုကြတော့ face towel လို့ခေါ်ပါတယ်ဒီလက်ဆေးပြီးတော့မှသုံးဖို့အတွက်ကိုတည်တံ့ထားတဲ့ဟာလေးကိုကြတော့ hand towel လို့ခေါ်ပါတယ်ဒီလိုဆိုရင်တော့အခန်းထဲမှာရှိတဲ့အသုံးဆောင်ပစ္စည်းတွေကိုအင်္ဂလိပ်လိုသိလောက်ပြီလို့ထင်ပါတယ်ဒီလိုဟိုတယ်နဲ့ပတ်သက်တဲ့ဘိုးတုဒတွေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘိုးတုဒတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ထားပေးကြပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါ